လူတွေကအမှန်တရားကိုလိုချင်တာမဟုတ်ဘူးသူတို့ယုံကြည်ထားတာကိုပဲအတိပြုပေးရတဲ့ຢာတွေကိုလိုချင်တာဒီစကားကိုကျွန်တော်ပြောမှာမဟုတ်ဒီဘေးပြောခဲ့ရဟုတ်တယ်လူတွေကတကယ်အမှန်တရားတဲ့သူတို့မှန်တဲ့ထင်တာကိုထောက်ခံပေးရဖို့ပဲလိုချင်ကြသူတို့ယုံနေတဲ့ဟာတွေကိုမမှန်ဘူးလို့ပြောတဲ့ဟာတွေကြတော့မသိကြအောင်ဆောင်းလာလို့မသိရလို့နဲ့ဒါကို confirmation bias လို့ခေါ်တယ်ညင်တာအောင်ဥမာတစ်ခုနဲ့ရင်ဆုံးပြောပြမယ်ဗျာကဘာပြားနေလို့ယုံတဲ့လူတွေကိုဟဲ့အောင်ဒီမှာကြည့်ဒီမှာဂျူရီရောက်ရေးထားတဲ့ကဘာအလုံးပုံကြီးရောတွားပြရင်ဟိုကမင်းမလို့ယုံတယ်ကွာအဲ့ဒါဖိုတိုရှိုးကြီးရောပြင်ပြောတာမျိုးပါဗျာโอเคဒါဆိုဒါဘာလို့ဖြစ်တာလဲဘာလို့လဲဆိုရင်ကျွန်တော်တို့အုံနောက်က energy အရမ်းမကုန်လို့ဒီ information တွေကိုရွေးပြီးလက်ခံတတ်တဲ့သဘောမျိုးရှိလို့ပဲသူ့အတွက်စိမ့်နေတဲ့ information တခုတည်းသူတည်ပြီးသားအရာတစ်ခုနဲ့ဆက်ဆက်မှုရှိတဲ့ information တွေကို project လုပ်ရတာ energy ကိုရွှေ့တာရောက်တယ်နောက်ပြီးကိုယုံထားတဲ့အရာတစ်ခုကမှားနေလို့ခံစားရတော့လေအုံနောက်ကမကြိုက်ပြန်ဘူးဘာလို့မကြိုက်တာလဲဆိုတော့မှားနေတဲ့အရာတစ်ခုယုံနေဆိုတာဗျာမင်းကလက်အားမလို့ယုံတာပါကွာဆိုပြီးတော့ကိုယ့်ရဲ့ identity ကိုလာပြီးတက်ခိုက်တယ်လို့ခံစားရလို့ပဲအဲ့တော့ information တစ်ခုကမှန်လားမှားလားဆိုတာတဲ့ငါယုံတာကိုမှန်လို့ထောက်ခံနေလားဒါမှမဟုတ်ငါ့ကိုလူဘိန်းဆိုပြီးလာပြောနေလားအဲ့လိုမျိုးဖြစ်လာတယ်တကယ်တမ်းတော့ဒီ confirmation bias က၃မျိုးတောင်ရှိတယ်ပထမဆုံးတစ်ခုက selective exposure ဒါကကြတော့ copy ကြတဲ့လူတယောက်က copy ရဲ့ကောင်းကျိုးတွေပဲလက်ရှာကြည့်တာမျိုးပြောတာနောက်တစ်ခုကကြတော့ selective interpretation ဒါကိုမြင်တော့ပြောရင်ကြတော့ကောင်မလေးတယောက်ကသူ့ကောင်လေးကသူ့ကိုမချစ်တော့ဘူးလို့တန်တရားဝင်နေရဲဆိုတော့သူ့ကောင်လေးကအလုတ်ကပင်မလာလို့ပင်မလိုက်တာကွာလို့ညီးရအောင်ဒီကောင်ကကိုစကားပြောချင်လို့အကြောင်းပြချင်လျှောက်ပေးနေရဒီကောင်ကတကယ်စိတ်ကုန်နေပြီဆိုပြီးတွေးမိတယ်လို့မျိုးပေါ့ဗျာနောက်ဆုံးတစ်ခုက selective memory ဒါကကြတော့လူညံ့ရင်ပြတဲ့အခါပထမလူဘလို့ဖြစ်တယ်လို့သွားမိရင်သူကရင်စလို့ပြောတယ်လို့ဒုတိယလူသွားမိပြန်တော့လေသူကရင်စစရာဆိုပြီးပြောတယ်လို့မျိုးပေါ့ဗျာအဲ့တော့ဗျာလူရကိုယုံနာကိုထောက်ခံတဲ့ information တွေကိုပဲရွေးပြီးတော့ယုံလာမဟုတ်ဘဲနဲ့ကိစ္စတစ်ခုကိုဘလို့ယူဆတယ်ကိုယ့်ရဲ့မှတ်ဉာဏ်နေရလဲဒီ confirmation bias ကြောင့်ကိုမှတ်မိချင်တာကိုပဲပြန်ပြီးတော့မှတ်မိရဲဆိုတာမျိုးပါကျွန်တော်တို့တွေ့ရတယ်ဒီ confirmation bias ကိုဟိုးနေမှာလူရသတိထားမိတကယ်လက်တွေ့စနစ်ချက်နဲ့ဖော်ပြနိုင်ခဲ့ရကြတော့ဒီဘေးသူ့နာမည်ကပီတာဝီဆန်လို့ခေါ်တယ်သူက1960မှာလူတွေကိုနှစ်လေးလျှောက်ဆိုတဲ့ကဏ္ဍတွေတစ်ခုကိုပြပြီးတော့ဒီကဏ္ဍတွေကဘယ်တရား rule ကိုသုံးတာလဲဆိုပြီးတော့မေးအဲ့ rule တီးဖို့လဲသူတို့ထင်တဲ့ rule သုံးပြီးတော့ကဏ္ဍတွေမေးခွန်းလဲပြီးရဲ့အဲ့လိုနဲ့လူတွေကနှစ်လေးလျှောက်ဆိုတော့နှစစီတို့ရဲ့ကဏ္ဍတွေပဲဟာဆိုပြီးတော့10 12 14 20 22 24အဲ့လိုကဏ္ဍကြီးမေးကြည့်တော့ဝေဆန်လဲ yes လို့ပြီးအဲ့တော့လူတွေကဒါနှစစီတို့ရဲ့ rule ပဲဆိုပြီးတော့ဝေဆန်ကိုပြောတော့ဝေဆန်မဟုတ်ဘူးဒါငင်းစင်ကြည့်လိုက်စီတဲ့ကဏ္ဍကြီးပဲလို့ဆိုပြီးတော့ပြန်ပြောလိုက်တယ်ဒီမှာဝေဆန်သဘောပေါက်သွားတာလူတွေကသူတို့ထင်တဲ့ rule ရဲ့ကဏ္ဍတွေကိုကြော်မေးပြီးတော့135တို့5.9တို့ကဏ္ဍတွေကြော်ဘယ်သူမှမမေးကြဘူးအဲ့ဒါကြောင့် तू ကကိုထင်တာကိုပဲအမှန်ဖြစ်စေချင်တဲ့လူစိတ်သဘောပေါက်တစ်ခုကို confirmation bias ဆိုပြီးတော့အမည်ပေးခဲ့ရconfirmation bias ကိုခုခေတ်မှာမီးလောင်ရလေး print ပေးနေရ social media algorithm တွေကသူတို့အထင်မှာကြနေအောင်ကိုကြည့်တဲ့ဟာကိုပဲသူတို့ကပြတယ်ကိုကလည်း confirmation bias ကြောင့်တကယ် first day ထက်ကိုနဲ့အမြင်တူတဲ့ post တွေကိုပဲကြည့်ရောကြည့်လေပြလေကြည့်နေပို့ဆိုတာပါဗျာအဲ့တော့ဒီ confirmation bias ကိုကတတိမထားမိရင်ကိုရဲ့လူမှုရေးအခြေရေးကျန်းမာရေးနဲ့စီးပွားရေးကိစ္စတွေမှာနားလည်မှုလွဲတာတွေအထင်လွဲတာတွေအစင်မပြေမှုကြိုးခိုင်းနေကြုံရနိုင်တယ်ကိုယုံကြည်တာပဲစွတ်ယုံနေတော့တစ်ဖက်ဖက်အမြင်တွေကများလာပါဗျာနောက်ပြီးဆုံးဖြတ်ချက်တွေရှာတဲ့အခါအစိုးဘက်ကနေမကြည့်တဲ့ဘက်နဲ့ over confidence ဖြစ်ပြီးတော့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြီးရှာမိတဲ့အခါငွေကြေးနဲ့အခွင့်အလမ်းတွေကိုဆုံးရှုံးရတတ်တယ်။ပူဆိုးတာကိုနဲ့အမြင်တူတဲ့လူတွေ community ထဲမှာပဲပေါင်းသင်းဆက်ဆံလာတဲ့အခါကို့အမြင်နဲ့မတူတဲ့လူဆိုရင်ရန်သူဆိုပြီးတော့အဆုံးရောက်တော့တဲ့အထိပဲဖြစ်နေတယ်။အဲ့တော့ဗျာဒီ confirmation bias ဆိုတာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကနေစားလို့ဘဝတိုးတက်ကြောင်းနဲ့အခွင့်အလမ်းတွေထိပါလိုက်ဒုက္ခပေးနေတယ်။ဒါကိုကာကွယ်ဖို့ဆိုရင်ကြတော့ကျွန်တော်တို့ကရှုထောင့်ပေါင်းစုံကနေကိုယ့်ရဲ့လက်ရှိအမြင်ကိုကြည့်တတ်ဖို့လိုတယ်။ကိုယ့်ရဲ့အမြင်နဲ့ဆန့်ကျင်တဲ့ information တွေကိုယ်စိတ်မသက်မသာဖြစ်စေမယ့် information တွေနောက်ပြီးတော့ကိုယုံထားရမှားနေနေဆိုတဲ့သက်သေထောက်ထားတွေကိုလည်းလိုက်ကြည့်ရမယ်။ငါထင်တာကိုဘေးယာရီကမှန်တယ်ဆိုပြီးတော့ထောက်ခံနေလဲဆိုတာထက်ဘေးယာရီကမှားတယ်ဆိုပြီးထောက်ပြနေရလဲဆိုတဲ့မိကုမျိုးပြောင်းပြီးတော့မေ့တတ်ရမယ်။ဒီ confirmation bias ကြောင့် scientist တွေ researcher တွေတောင်မှပဲသူ့ရင်းသားတစ်ခုလုပ်တဲ့အခါထွက်လာတဲ့ result ကကိုယ်တင်ထားတဲ့ hypothesis ကိုထောက်ခံတဲ့ shadow တွေရောအလေးထားပြီးတော့စัจကျင်နေတဲ့ data တွေကိုကျတော့
ဒါမတော်မဆလို့ရဆိုပြီးတော့လေးလေးရှူမိတာမျိုးကြီးဖြစ်ခဲ့နောက်ပိုင်းတာကိုသိရတဲ့ခါကျမှ scientist တွေကသူတို့ချင်းချင်းပြန်လဲစစ်ဆေးတဲ့စနစ်တွေကိုဖန်တီးခဲ့ရပေါ့ကဲဒါဆိုရင်ဘာလို့ကျွန်တော်တို့လူသားတွေကကိုယုံကျင်တာပဲယုံကြတာလဲဆိုတာကိုသိတော့လောက်ပြီးထင်ပါတယ်ခင်ဗျားတို့ဘယ်လိုထင်ဒီ confirmation bias ကြောင့်မှားနေတဲ့ຢာကြီးတခုအချိန်ကြာကြီးယုံခဲ့မိဘူးလားကွန်မန့်မှာဖြေသွားကြပါအောင် okay bye bye